အားလုံးပဲမင်္ဂလာပါဝမ်ဘီအွန်ကိုရင်ကအခြား channel တွေမှာလည်းတင်နေကြပါတယ်ကျွန်တော်လည်းအွန်ကိုရင်ဖြစ်တယ်အပိုင်း1168ကနေပဲစတင်တော့မှာဖြစ်လို့အားပေးကြပါဦးဗီဒီယိုလေးမစခင် subscribe လေးလုပ်ခဲ့ဖို့ပြောချင်ပါတယ်အပိုင်းရဲ့အစားမှာတော့ရှန်ရောကဂန်ကိုလော်ကီကိုပိုးစိုးပတ်ဆက်ထိုးနေတာကိုရက်လိုက်ဖို့အမိန့်ပေးပါတယ်အဲ့ဒီနောက်မှာတော့ရှန်ရောကသူ့ရဲ့ခေါင်းစုပ်ကိုချွတ်ချလိုက်ပြီးသူ့ရဲ့ရုပ်ကိုပြလိုက်ပါတယ်ဖြစ်ချင်တော့အဲ့ဒီရုပ်ကရှန်နဲ့သွားပြီးတူနေခဲ့လို့လော်ကီအံ့ဩသွားပါတယ်နောက်ပြီးကြီးမြတ်တဲ့အဲဘရဲ့သူရဲ့ကောင်းတွေကိုကဘာအစိုးရရဲ့လက်အောက်ခံအဖြစ်တင်သွင်းမယ်လို့ပြောပြပါတယ်။ပြီးတော့သူတို့ကထွက်သွားဖို့လုပ်ခဲ့ပါတယ်။လိုကီကရှန်ရော့ကိုကြည့်ပြီးမင်းကရှန်နဲ့တခုခုတော်နေတာလားလို့မေးပါတယ်။ဒါကိုကြတော့ရှန်ရော့ရဲ့ခြေလမ်းတွေကရက်တက်သွားပြီးဂန်ကိုကတော့မင်းပူလာလို့ပြန်ပြောပါတယ်။လိုကီကတော့ဓမြတယောက်နဲ့ငကားမျိုးတွေကရုပ်ချင်းလာပြီးတူနေတာမို့အတွေးကကျက်သွားပါတယ်။အဲ့ဒီအချိန်ရှန်ရော့ကလှုပ်ရှားလာပြီးရှန်ကသူ့ရဲ့အမွာညီကိုဖြစ်ကြောင်းပြောပြပါတယ်။ဒါကိုကြတော့လိုကီကကြိုက်သွားခဲ့ပြီးသူကရှက်ရဲ့မျိုးအကြောင်းကိုသိလေပို့ပြီးတော့ပောက်ခွဲလေလို့ထားပြောပါတယ်။နောက်ပြီးမန်စတာတွေကိုတက်ပစ်လိုက်လို့တန်ကြိုးတွေကနေလွတ်လာခဲ့ရင်မလွယ်ဘူးဆိုပြီးကြွေးကြော်ခဲ့ပါတယ်။ဒါကြောင့်ရှန်ရောကစိတ်တူသွားပြီးသူ့ရဲ့ဓာတ်ကိုဆွဲထုတ်ဖို့လုပ်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ဂန်ကိုကတော့တားနေပေမဲ့ငနေသားကသူ့ရဲ့ဓာတ်နဲ့စာပီတော့ကိုဆင်ခေါ်လိုက်ပါတယ်။တစ်ဆက်တည်းမှာပဲအနီရောင်အငွေ့တွေထွက်လာပြီးခေါင်းသုံးလုံးဝင်ပလေဖြစ်ကိုပြောင်းသွားပါတယ်။အဲ့ဒီနောက်မှာတော့အကောင်ကြီးရဲ့ပါဇက်ထဲကနေဓာတ်တွေစာပြီးထွက်လာပါတယ်။အဲ့ဒီအချိန်ဂန်ကိုကတော့ရှန်ရော့ကိုပြန်ခေါ်သွားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။လိုကီကတော့ထူးဆန်းလုံးလို့ကြောင်ကြည့်နေတဲ့အချိန်ရှန်ရော့ကခေါင်းမရှိတော့တဲ့ဝင်ပလေတွေကိုပြန်သိမ်းလိုက်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့လိုကီကရှန်ရော့ကိုပြန်လာဖို့ပြောလိုက်ပေမဲ့ရှန်ရော့ကဂယုမဆိုင်ပါဘူး။ခဏအကြာမှာတော့ဓာတ်ရည်နဲ့အတူသူ့စီတက်တက်ကြီးပြန်ဝင်လာနေတဲ့ခေါင်းပြက်တွေကိုမြင်လိုက်ရပြီးလန့်သွားပါတယ်။ဒါကြောင့်သူကထိတ်လန့်သွားပြီးကျိုးတွေကနဲ့အသေးအတန်ရုပ်ထွက်နေပါတယ်။ဒါပေမဲ့ကန်ဆိုးတာကသူ့ရဲ့ဘိုက်ကိုဓာတ်သုံးချောင်းကဆိုင်းဝင်သွားပါတယ်။တစ်ဖက်မှာရှန်ရော့တို့ကဒါကိုကြည့်ပြီးအားရနေပါတယ်။နောက်ပြီးအဲဘရဲ့ကလေးတွေကိုအရင်ဆုံးဖမ်းမယ်ဆိုပြီးတိုင်ပင်နေပါတယ်။တစ်ဖက်မှာလည်းသတိရလာတဲ့တိုက်တန်တွေကသူတို့ကိုတိုက်ခိုက်သွားခဲ့တာရှန့်ဆိုပြီးထင်နေပါတယ်။လူဖီကတော့ရှန့်ကဒါမျိုးမလုပ်တော့ဘူးလို့ညင်းနေပါတယ်။ဒါပေမဲ့အားလုံးကသူတို့ကိုတကယ်ကြီးတီးသွားတာရှန့်ဆိုပြီးတော့ဆွဆွဲနေပါတယ်။လူဖီကဒါကရှန့်ရဲ့ပုံကိုအတူခိုးထားတဲ့သူဖြစ်မဲ့ဆိုပြီးသုံးသပ်ပြပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ကဒါဟာရှန့်နဲ့ရုပ်ချင်းတူတဲ့သူလားဒါမှမဟုတ်အမွာတွေဖြစ်နိုင်လားလို့စဉ်းစားနေပါတယ်။သူတို့ကရှန့်ကိုရောဂျာတို့ကသာရှန့်ရဲ့မိသားစုဝင်တယောက်ဆိုပြီးသိထားကြတာပါအဲ့ဒီအချိန်ဖရန်ကီကတောအုပ်ထက်ကိုလမ်းလျှောက်လာပြီးနေရာတိုင်းမှာအေဒန်တစ်ပင်နေကြီးပဲဆိုပြီးပြောနေပါတယ်အဲ့ဒီအချိန်ရီပလေးကပေါ်လာပြီးတော့ဒီတစ်ပင်တွေကဒီလောက်တောင်ဈေးကြီးတာလားဆိုပြီးဝင်မေးပါတယ်ပြီးတော့သူကနည်းနည်းခုတ်ပြီးရောင်းစားရမလားလို့တိုင်ပင်နေပါတယ်ဒါပေမဲ့ဖရန်ကီကတော့ရီပလေးကိုကြည့်လိုက်ပြီးမင်းမဝင်ပြီးအဲ့ဒီလိုလုပ်ရင်သွားပြီပေါ်လို့ပြန်ပြောခဲ့ပါတယ်ဒါပေမဲ့ဖရန်ကီကတော့သူ့ကိုစောကဘလို့ပြောခဲ့လဲဆိုတာကိုပါပုံစံအတိအကျလုပ်ပြနေတာကြောင့်ရီပလေးတယောက်သဘောကျနေပါတယ်။အဲ့ဒီနောက်မှာတော့ဂျိုင်းယန်တွေကအမြဲတမ်းစောင့်ကြည့်နေလို့ဒီသစ်ပင်တွေကိုခိုးထုတ်ဖို့အတွက်မလွယ်တော့ဘူးလို့ပြောနေပါတယ်။အဲ့ဒီအချိန်ရီပလေးကဖရန်ကီကိုတစ်ပတ်ကြည့်ဖို့ပြောနေခဲ့ပြီးဖရန်ကီကလည်းကြည့်လိုက်ပြီးတော့ဒါကဘာတွေလဲလို့မေးခဲ့ပါတယ်။ရီပလေးကတော့ဒါကနေရန်ပကြီးတွေလို့ပြောလိုက်ပြီးအရင်တုန်းကကလေးတွေလာပြီးရေးထားတာဖြစ်ကြောင်းရှင်းပြပါတယ်။ဒါအပြင်အဲ့ဒီအရာတွေကတမိုင်းဝင်တန်ဖိုးရှိပြီးအမျိုးသားရင်ကျင်းမှုအမွေနဲ့အဖြစ်သတ်မှတ်ထားတာဖြစ်ကြောင်းကိုပါရှင်းပြပါတယ်။ဒါကိုကြားတော့ဖရန်ကီအရန်ကိုအံ့ဩသွားပြီးပါဇက်အဟောင်းသားနဲ့အဲ့ဒီပုံတွေကိုအနိကသွားကြည့်ခြင်းနဲ့ဆိုပြီးပြောမိသွားပါတယ်။ရီပလေးကတကယ်လို့တမိုင်းသားမှန်ရင်ဒါက voice century အချိန်နဲ့တိုက်ဆိုင်နေတယ်ဆိုပြီးရှင်းပြပါတယ်။တစ်ဖက်မှာဖရန်ကီတယောက်ကတော့အနားကိုရောက်အောင်သွားပြီးကြည့်နေရင်ဒါတွေကိုရောဘင်ကိုသွားပြမယ်ဆိုပြီးပြောနေပါတယ်။အဲ့ဒီနောက်မှာတော့သူကပကြီးတွေကိုသွားကြည့်နေပြီးထူးခြားချက်တွေပါနေတာကိုမြင်သွားပါတယ်။အကြောင်းကတော့ဒီပုံတွေကိုဂျိုင်းယန်တွေကဆွဲထားပြီးမြဲပုံထဲမှာပါတဲ့လူတွေတိုင်းကဂျိုင်းယန်ကောင်တွေလုံးဝမဟုတ်ပါဘူး။ဒါကြောင့်ရီပလေးကလည်းလက်ခံလိုက်ပြီးသူတို့သိတဲ့သမိုင်းအရာဆိုရင်လူမျိုးစုတွေကြားမှာစစ်ပွဲမီးတွေရှိခဲ့ပြီးမြဲရင်ကျင်းမှုနဲ့အမွေအနှစ်ကိုဖလှယ်တာမျိုးမရှိခဲ့ဘူးလို့ရှင်းပြပါတယ်။နောက်ပြီးသူမအနေနဲ့ဒီပုံတွေကိုကလေးတယောက်ရဲ့အိမ်မက်တစ်ခုတက်တက်ပဲလို့ယူဆခဲ့ပါတယ်။အဲ့ဒီအချိန်ကလေးတွေကတော့ဝေါ်ရဲအကြောင်းမှာပျော်ပျော်ပါးပါးစော်ကစားနေခဲ့ကြပါတယ်။ဒါကိုဆရာကြီးကအပေါ်ကနေစောင့်ကြည့်နေပြီးအားလုံးကအစင်ပြေပြေပြောနေတာကိုမြင်တော့ကျင်းနေပြီးအိမ်ငိုင်နေပါတယ်။တစ်ဖက်မှာလည်းကလေးတွေကစကယ်ရီကိုလိုက်ပြီးတော့ဖန်နေကြပါတယ်။အဲ့ဒီအချိန်ဆရာမကတော့စာတင်နေပြီးကလေးမလေးကနားကျင်ရောက်ရင်ဘာလို့မလဲလို့မေးနေခဲ့ပါတယ်။ဒါကြောင့်ရီပါကသူမကပန်းလှလှလေးတွေကိုခူးပြီးတော့တယောက်ကလည်းပကတ်စည်းချင်အောင်ပြောပြနေပါတယ်။ဆရာမကတော့ကလေးတွေကိုတိုးတိုးနေဖို့အတီးပေးလိုက်ပြီးသူတို့မှအတန်းချိန်ရှိသေးတယ်လို့ဆုံးမခဲ့ပါတယ်။အဲ့ဒီအချိန်စောကရောဘင်တို့ကိုဟာလီသမိုင်းကျောင်းစာအုပ်ကိုရှာပေးနေပါတယ်။အဲ့ဒီနောက်မှာတော့စာအုပ်ကိုတွေ့သွားပြီးရောဘင်စီကိုယူလာပေးပါတယ်။ဒါပေမဲ့စာအုပ်ကြီးကအရန်ကိုညစ်ပတ်ဟောင်းနှံပြီးဖုန်နေတင်းနေလို့ချောပါကမယုံနိုင်ဖြစ်နေပါတယ်။တစ်ဆက်တည်းမှာပဲသဘောကျစိတ်တွေဝင်လာပြီးစာအုပ်ကြီးကိုအသေးချစစ်ဆေးနေပါတယ်။စောကတော့ဒါကတကယ်ကိုသမိုင်းဝင်စာအုပ်ဖြစ်ကြောင်းပြောပြလိုက်ပြီးဒီစာအုပ်ကိုအခြေခံပြီးတော့အဲဘမီရဲ့ပုံမြင်မျိုးမျိုးဖန်တီးခဲ့ကြောင်းပြောပြပါတယ်။
အဲ့ဒီလိုပုံမြင်နေကြောက်သူရဲကောင်းများစွာတို့ကနေနက်ဖျားနဲ့ပတ်သက်ပြီးမြင်တဲ့အမြင်တွေကွဲပြားသွားပါတယ်။အဲ့ဒီအချိန်ဘရော့ကီတို့ကဝါတီကိုစီဖွင့်နေချပြီးနီကာအကကိုကားပြဖို့အတွက်လုံနေပါတယ်။စောကတော့ရိုဘင်ကိုဒါကထူးခြားလုံးနဲ့ဇလန်းမဟုတ်လားလို့မေးခဲ့ပြီးရိုဘင်ကလည်းဒါကအရန်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ဆိုပြီးပြန်ပြောပါတယ်။အဲ့ဒီအချိန်ချော်ပါကတော့စာကိုလုံးဝဖတ်မရလို့တိုင်ပန်နေပါတယ်။ဒါကြောင့်ရိုဘင်ကပဲသူပဲဒီစာတွေကိုဘာသာပြန်ပြီးဖတ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။စောကတော့နီကာနဖျားပေါ်လာတိုင်းမှာဘုံတန်တွေကိုကြားရပြီးအဲ့ဒီအတန်ကအများကိုလည်းတက်ကြွစေတဲ့အစွမ်းရှိကြောင်းပြောပြပါတယ်။အဲ့ဒီနောက်မှာတော့သူကနေနဖျားနီကာအကကိုကားပြခဲ့ပြီးတစ်ပတ်မှာဘရော့ကီတို့ကလည်းဒီအကကိုကားနေကြပါတယ်။ရိုဘင်ကတော့ဒါကိုသဘောကျစွာကြည့်နေခဲ့ပြီးချိုပါအရန်ကိုသိကျင်နေတဲ့စာအုပ်ထဲကအကြောင်းအရာတွေကိုဖတ်ပြခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကဘာဦးအစားကလူတွေကလောပစောနဲ့တားမြစ်ထားတဲ့နေမင်းကြီးကိုပတ်သက်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဂျွန်နေကလည်းဆူတောင်းကြပြီးနီကာနဖျားကပေါ်လာတယ်လို့ပြောပြလိုက်ပါတယ်။နောက်ပြီးအခြားအကြောင်းအရာတွေကိုလည်းစိတ်ဝင်စားဖတ်ပြခဲ့ပါတယ်။လက်ရှိမှာတော့နေနဖျားကသူ့ရဲ့ဂတိကိုတည်နိုင်ဖို့အတွက်အားလုံးစီကိုပြန်လာတော့မှာဖြစ်ပါတယ်။သူကကဘာကြီးရဲ့ဆိုးရွားလုံးနဲ့အဆုံးသက်ကိုပြုပြင်ပြီးတော့မနှက်ပြန်နိုင်ကိုလှောက်အောင်လုပ်မဲ့လူမျိုးပဲလို့ပြောပြနေရင်ဇလန်းကပြီးသွားပါတယ်။ဒါကတော့ 1B အပိုင်း1168ဖြစ်ပါတယ်။